Welcome to the Jay's Tales channel. ခါတော့ကတော့လေးတစ်ခုမှာညံဆန်လုံးနဲ့ယုံတကောင်နဲ့နေကွေးပေမဲ့စိတ်ရှည်တဲ့လိတ်တကောင်နေထိုင်ကြပါတယ်။ယုံကကိုယ့်ရဲ့အပြေးမြန်ပုံကိုအမြဲကြွားပြီးလိတ်ကိုလည်းမကြာခဏအဖြစ်ပြောတတ်ပါတယ်။ဒီနေ့မှာယုံကမင်းလိုနေနေရင်ဘယ်တော့မှအနိုင်မရနိုင်ဘူးလို့ပြောလိုက်ပါတယ်။လိတ်ကတင်းငိမ့်စွာနဲ့ပြန်ပြောလိုက်ပါတယ်။ညနာထက်အရေးကြီးတာကမရက်မနာစူးစမ်းခြင်းပါ။ဒါကြောင့်ပြန်ပွဲတစ်ခုလုပ်ကြမလားလို့ဆိုလိုက်ပါတယ်။ပြန်ပွဲစတင်ချိန်မှာယုံကလျင်မြန်စွာပြေးထွက်သွားပြီးလိတ်ကတော့ဖြည်းဖြည်းနဲ့တလန်းချင်းဆက်လက်လျှောက်လန်းနေပါတယ်။ယုံကနောက်ကြည့်ပြီးလိတ်ကအရန်နေနေသေးတယ်လို့တွေးကအနားယူလိုက်ပြီးအိပ်ပျော်သွားပါတယ်။လိတ်ကတော့မရက်မနာစိတ်ရှည်စွာတလန်းချင်းဆက်လက်လျှောက်လန်းနေပါ။တဲနောက်ဆုံးမှာယုံအိပ်ပျော်နေစဉ်လိတ်ကပန်းတိုင်ကိုအရင်ဆုံးရောက်ရှိသွားပါတယ်။ယုံနိုးလာတဲ့အချိန်မှာနောက်ကျပြီးဖြစ်နေပြီဆိုတာကိုနားလည်သွားပါတယ်။ပုံပြင်လေးရဲ့သင်ခန်းစာကမြ мян ဆန်ဆန်ဖြစ်တာထက်မရက်မနာစူးစမ်းခြင်းနဲ့စိတ်ရှည်ခြင်းကအောင်မြင်မှုကိုရရှိစေနိုင်တယ်ဆိုတာပါပဲ။